တူစီဂျူHIV တို့ကာလာတာယောဂါတွေပေါ့နော်ပြီးပိုးစီပိုးတို့ကိုဘယ်နှပတ်မှာဆေးရလဲဆိုတာကိုပြောပြပေးမယ်ပေါ့နော်ဇာနီကတော့ပြီးခဲ့တဲ့တစ်ခါ OG ကိုတော့ပြတဲ့အချိန်မှာကို29ပတ်ပေါ့နော် OG ကဒီ29ပတ်မှာဆက်လဲရတယ်နောက်တစ်ပတ်နှစ်ပတ်နေနဲ့ဆက်လို့ရပြီလို့ပြောရပေါ့နော်ဇာနီကအဲ့ဒါနဲ့တစ်ခါပဲကို29ပတ်မှာအဲဒီဇာနီ OG ကတော့ checklist ပုံစံမျိုးနဲ့ပြလိုက်တယ်ကွာဒါဆေးရမယ်ဆိုပြီးပြလိုက်တဲ့အချိန်မှာဇာနီကတစ်ခါလေးစစ်ခဲ့တယ်ပေါ့နော်အဲဒီမှာစီဂျိုရှိမရှိပြီးရင် HIV ရှိမရှိကာလာတာယောဂရှိမရှိပြီးပိုးစီပိုးရှိမရှိတစ်ခါလေးစစ်ခဲ့ရတယ်ပေါ့နော်အဲဒါကြောင့်တွားကြတော့တခုခုရှိရပေါ့နော်ကိုကစီးလို့ရှိရဘာညာဆိုရင်လည်းကိုဆောင်ကစီးရုပ်စေးတောင်းရရင်လည်းတူတယ်အဲဒါကြောင့်ကို29 30ဆိုရင်ကိုမှာဘာပိုးတွေရှိလဲဘာညာတစ်ခါလေးစစ်လို့ရပြီပေါ့နော်အားလေးလာပြပြပေးရပါရှင်ကျေးဇူးပါ